Star City ပြေးပွဲကိုသွားနေတာဖြစ်ပါတယ်။မိုးကတော်တော်သဲကြီးမဲကြီးပါဗျာအဲ့ဒီမှာဒါမဲ့ဒီတရားပေါ်ရောက်တဲ့ချိန်နဲ့ Star City တွေရောက်တဲ့ချိန်ကတော့မိုးလေးတော်တော်ဆဲသွားပြီပေါ့နော်။ဒါအခုဆိုရင်ဂိတ်ကိုဖြတ်ပြီးကျွန်တော်ထဲဝင်လာပါပြီ။ဒါကတော့ check in လုပ်ပြီးတဲ့အချိန်ပါဗျ။ check in ဝင်ပြီပေါ့နော် Star City မှာဆိုတော့ဒီအိတ်လေးပြေးလိုက်ပါလေ။အဲ့တော့ဒီအိတ်လေးထဲမှာဘာပါလဲဆိုတာထုတ်ပြရမယ်။ဒါ bin number ပါတယ် are you ဆေးရုံပေါ့နော်အဲ့က international hospital ကသူတို့အမှတ်တရလက်ဆောင်တစ်ပတ်လေးပါမယ်ဒါက are you မဂ္ဂဇင်းပါတယ်နောက် hikari ကနှစ်ဘူးပါမယ်ဒါလေးကတော့ကားပတ်ဖြစ်ပါတယ်။အဆုံးကြတော့ဒါရီကအင်ကြီးလေးပါမယ်။ဟောပြီးရင်pizza company က 40% off ဒါပါမယ်။နောက်တစ်ခုကကြတော့power house မှာကျွန်တော်တို့က10 day pass ပေါ့နော်။အဲ့ကောင်လေးဒါpromote 10 pass ရတဲ့ဟာလေးပေါ့အဲ့ကောင်လေးပါမယ်ဒီကောင်ကဘယ်နေ့ထိလဲဆိုတော့valid and day ကသူကဒီမှာမေလ9ရက်နေ့ထိတော့ပြောထားတယ်ဒါပေမဲ့ဒီပွဲကနောက်ကျတယ်ဆိုတော့သူတို့ဘယ်လိုပြန်စီစဉ်ပေးမလဲမသိဘူးပေါ့နော်10ရက်ကိုတော့ကစားလို့ရတယ်ပြောတယ်အကောင်လေးကတော့ okay ဒါပါပြီ okay ဒါတော့မနက်ဖြန် Star City ပွဲမှာ10 ကီလိုမီတာပြေးမယ်ကျွန်တော်ရဲ့ဂီယာတွေဖြစ်ပါတယ်ကဲမနက်3နာရီထားပြီးတော့ထွက်လာပါပြီပွဲက4နာရီပွဲစပေါ့နော်အဲဆိုလို့ရှိရင်ကျွန်တော်ဒီခန်းထဲမှာပေါ်တာကြီးစုတယ်တငင်းကြီးစုတယ်ကဲလာရပြီတဲ့ချစ်သူလေးနဲ့ပါအခု10 ကီလိုဆိုလို့ရှိရင်အခုစာပြီး10 စီနော်သူရဲ့ဘန်လိုက်စုပေါင်းလိုက်10 စီပြရတို့9ရောက်ပြီးဖို့အတားရကံပါတယ်ကိုရဆောက်တော့မယ်ပြန်ဝဲဝဲကိုမများလဲတကယ်ချင်းများဖို့လေပထမ1 ကီလိုလောက်ကတော့ကျွန်တော်ထုံးစံကျွန်တော်တော့အရင်လမ်းလျှောက်တယ်လမ်းလျှောက်ပြီးဝင်မဲ့ဖြစ်လာပြီးသွေးပူပြီးဆိုတော့ကျွန်တော်စပြေးဘုံမလင်းငင်တာလွတ်တာဆိုတော့ဗျာဟို GoPro နဲ့ရိုက်တော့ရိုက်နေတာပေါ့နော်ဒါပေမဲ့အရာတိုင်းကမှောင်မဲနေရဗျာအမြင်နဲ့အကုန်လုံးဟမ်ဟိုလမ်းမှာတော့မီးတွေပါရှိတယ်ပေါ့နော်တော့ပြန်တော့ဒီမျက်စိနဲ့ကြည့်မှဆိုရင်မြင်ရတော့ပေါ့ရှေ့မှာပေါ်ရစတေးရှင်းရောက်ပါပြီရေတော့မှာဖြစ်ပါတယ်ရေပေါ်ရစတေးရှင်းမှာရေတော့ရေလောင်းပြီးတော့ကျေထုပ်ဝင်လာပါလေကဲအောင်စက္ကန့်ရမယ်ဖိုင်တယ်ချက်ပွိုင်းကိုဖြတ်လို့ရှိရင်သူကတေကွင်းတကွင်းပေးတာပေါ့နော်အခုနှစ်ခါဖြတ်ပြီးရတဲ့အတွက်ကျွန်တော်တို့ကတေကွင်းနှစ်ကွင်းရပါပြီအခုဆက်ပြေးမှာဖြစ်ပါတယ်ဒီမှာနော်စတေးရှင်းကိုရောက်ပြီအဲ့ခါငါကုန်ပြီဒီကနေ့ကဆို
5K တန်းကြီးဆိုတာဒီဘက်ကိုပြေးအောင် Current heart rate 149 beats per minute within ဟုတ်ကဲ့ target range. Keep it up. စကန်နော် Target range. Keep your heart rate between 170 and နေထွက်လာအောင်မယ် 170 and 160. 9 km ကျော်လာတယ် fighting အောင် Duration 1 hour. ရပြီခိုင်လာတော့ ကဲပွဲပြီးလို့ရန်ကုန်ဘက်ပြန်ပြီဖြစ်ပါပြီဗျာနောက်နေ့တင်မှလည်းထပ်တွေ့ကြပါမယ်ခင်ဗျကဲကျွန်တော်ရဲ့ဗီတာမင်လေးဖြစ်ပါတယ်ဗျာ